Israel Hamas ကိုအုပ်စုကိုချနေမမြင်ဘူးလား Palestine ကိုစော်တယ်မမြင်ဘူးလားဟိုဒီ terrorist အုပ်စုတွေကိုစော်တယ်မမြင်ဘူးလားခေါင်းဆောင်တွေကြီးရွေးဖြုတ်တာခေါင်းဆောင်တွေကြီးဒါပေမဲ့မြန်မာကြတော့ဘာလုပ်တာလဲလုပ်ရင်လုပ်လို့ရတယ်ဒါပေမဲ့မလုပ်ဘူးဆိုတာအကြောင်းရှိတယ်ကျွန်တော်ရှင်းလေးပြတော့မလုပ်ဘူးဆိုတာအကြောင်းရှိတယ်ရှင်းလေးပဲတချို့ကိစ္စတွေကနှစ်ယောက်ကလူတွေရှေ့မှာအားလုံးအမြင်မှာဒါနှစ်ယောက်စော်နေထလော်နေချနေကြရကြံမျိုးစက်ပတ်တောင်ပြောနေတယ်ထင်တယ်တချို့ကိစ္စမှာအကျိုးစီးပွားသွားတူနေမှာတူကောင်းတူနေမှာပြောလို့မရတယ်အဲ့တော့ကျွန်တော်တို့ပွင့်လိုက်ပြောရင်ဟိုတိုင်းပြည်ရဲ့တချို့ကိစ္စတွေကျွန်တော်တို့ယုံကြည်ဖို့ပေါ့နော်ခက်လာတချို့ဟာတွေအတူရောင်နေများလားဖြစ်လာတယ်ဆိုတော့ဒါကြောင့်ကျွန်တော်တို့ပွင့်လိုက်ပြောရင်တော့တိုက်ပွဲတွေပြည်သူလူထုလိန်နေကြတဲ့တိုက်ပွဲတွေလို့ကျွန်တော်မြင်တယ်ဒါပွင့်လိုက်ပေါ့အဲ့တော့ KIA နဲ့အဲ့ဒီဟိုကနေကတော့ KIA ကတခုခုတော့ပြန်လုပ်ပေးရလိမ့်မယ်လို့ယူဆတယ်ဘာလုပ်ပေးမလဲတော့ကျွန်တော်မသိဘူးနော်ဒီဘက်မှာတက်ကလည်းတောက်လျှောက် KIA ရှိတဲ့နေရာတွေကို drone နဲ့suicide drone နဲ့လုပ်ပါတယ်ဘာဖြစ်ပဲညာဖြစ်ပဲပြောနေပြီမဲ့အဲ့ဒါအားလုံးကလည်းကျွန်တော်တို့မီဒီယာထက်မှာမြင်နေရတဲ့ကြားနေရတဲ့သိနေတဲ့စကားလုံးတွေဖြစ်ပြီးတော့သတင်းတွေဖြစ်နေမြင်နေရတဲ့စကားလုံးဖြစ်ပြီးတော့တကယ်မြုပ်နေတာပါလဲဆိုတော့ကျွန်တော်တို့ဘယ်သူမှမသိနိုင်ဘူးပေါ်ပိုင်းလက်တဆုပ်စာလူစုကပဲသိလိမ့်မယ်ဒါကြောင့်ကျုပ်ကိစ္စတွေကတော့ကျွန်တော်တို့ပြောရခက်ပါတယ်နော်အဲ့တော့ KIA လောဆိုတော့တရုတ်နဲ့တကားဖွင့်ပေးလိုက်တဲ့ KIA တော့အသက်ရှူနေတဲ့ခြောင်သွားတယ်ပေါ့စားနိုင်ကတိတ်ချောင်းသွားဆိုတော့တွေ့ရတယ်ဒါလေးတော့ကျွန်တော် KIA နဲ့ပတ်သက်ပြီးတော့ပြောတာပါအဲ့တော့ကျွန်တော်နောက်တစ်ခုကဟိုအာဆီယံကိစ္စပဲဆက်ပြောပါမယ်အာဆီယံကိစ္စတော့ချမ်းမဟုတ်ပါဘူးအာဆီယံနဲ့ပတ်သက်ပြီးရင်နော်ဒီအာဆီယံနဲ့ပတ်သက်ပြီးရင်မလေးရှားကအခုလုပ်နေတဲ့ပုံစံလေးတစ်ခုရှိတယ်ပေါ့။ तू ကရွေးကောက်ပွဲမတိုင်မီပါ။မလေးရှား तू ပြောနေတာပေါ့နော်။ရွေးကောက်ပွဲမတိုင် तू ဒီမြန်မာရွေးကောက်ပွဲကိုကိုယ်စားလှယ်လွတ်ဖို့မလွတ်ဖို့အာဆီယံမှာဆွေးနွေးကြတဲ့အခါမှာအများစုကမလွတ်ချင်ဘူးဆိုတဲ့သဘောထားမျိုးပြောတယ်ပေါ့။လွတ်ဖို့မသေးချာဘူးဆိုတဲ့စကားမျိုးသဘောထားမျိုးသတင်းစကား message တွေကိုဒါပေးတယ်။ဒါပေမဲ့အင်ဒိုနီးရှားကကြတော့အဲ့လိုမဟုတ်။ဒီမြန်မာရွေးကောက်ပွဲကိုကိုဟိုလေးလာရေးဖွဲ့တယ်လွတ်တဲ့နေငါတို့လွတ်တဲ့နေနော်ဆိုပြီးမလေးရှားခေါင်းဆောင်ကပြောတယ်ဆိုတော့အင်ဒိုနီးရှားခေါင်းဆောင်ပြောတယ်ကျန်တဲ့ခေါင်းဆောင်ချို့ကြတော့မလွတ်တဲ့ဘူးထင်တယ်မလွတ်တဲ့ဘူးထင်တယ်ဆိုတာမျိုးရှုတော့မလွတ်တဲ့ဘက်ကနေဇောင်းပေးပြီးတော့ဆွေးနွေးကြရမယ်အင်ဒိုနီးရှားကလွတ်တဲ့နေလို့ပြောတယ်စင်ကာပူကြတော့ဘာပြောလာလဲဆိုတော့အာဆီယံဖွဲ့ဝင်တွေအကုန်လုံးစီးလုံးညီညွတ်နေကြဖို့လို့လေမညီညွတ်ရင်ငါတို့ဒီပြိုကွဲပျက်စီးသွားတယ်ထိခိုက်သွားနိုင်တယ်ဆိုတော့ပြောတယ်ဥပမာသူကမြန်မာရေးရောကမ္ဘောဒီးယားထိုင်းရေးရောအစရှိတဲ့အရေးတွေမှာသူကမြန်ဆန်ဖြည့်ရှင်းပြီးမြန်ဆန်နဲ့စီးလုံးညီညွတ်ပြန်နေကြတာကောင်းမယ်ထင်တယ်ငါတို့တွေဆိုမျိုးစင်ကာပူကတိုက်တွန်းတယ်အင်ဒိုနီးရှားကျတော့မြန်မာရွေးကောက်ပွဲကိုကိုယ်စားလှယ်လွတ်ဖို့တင့်တယ်ဆိုတော့တိုက်တွန်းပြီးတော့အင်ဒိုနီးရှားကသူကိုယ်တိုင်တော့လွတ်ချင်လွတ်ကောင်းလွတ်လာနိုင်တယ်ဆိုတော့ဒါတွေကအကြောင်းလို့ရှိတယ်ပေါ့နော်မလေးရှားကျတော့နည်းနည်းလေးသူ့ရဲ့ဒီ NUG နဲ့ဟုတ်ပဲဒီအတိုက်ခံအုပ်စုပေါ့နော်အတိုက်ခံအုပ်စုထောင်ထဲရောက်နေတဲ့အုပ်စုတွေရဲ့ပြည်ပြည့်ဖြစ်တဲ့အုပ်စုတွေရဲ့အဲ့ဒီအတိုက်ခံအုပ်စုတွေကိုလာမယ့်ရွေးကောက်ပွဲထဲမှာပါဝင်လာစေခြင်းနဲ့ဆန္ဒမလေးရှားမှာရှိနေပုံရတယ်အဲ့တော့မလေးရှားအဲ့ဒါကိုပဲဇောင်းပေးပြီးတွန်းအားပေးနေတယ်ဆိုကြပါစို့ရွေးကောက်ပွဲမတိုင်မီမှာတိုင်းရင်းသား EU အဖွဲ့တွေနောက်တစ်ခါအတိုက်ခံအင်အားစုတွေအဲ့ဒါတွေကိုကွာလာလမ်ပူသူဖိတ်ပြီးရင်အစိုးရကိုလည်းဖိတ်မယ်မြန်မာအစိုးရကိုဖိတ်ပြီးတော့သူတို့ဆွေးနွေးပေးဦးမှာဂျားနဲ့ညှိပေးဦးမှာဆိုတဲ့စကားမျိုးသူကပြောတယ်ဒါတွေအကုန်လုံးကတော့ပွင့်လည်းပြောရင်တော့မြန်မာရေးကိုစကားထဲမှာထည့်ပြောပြီးတော့သူတို့နိုင်ငံရဲ့တန်ဖိုးတွေဆွဲတင်တာပေါ့တခါတလေကျွန်တော်တို့သူတို့စကားဝိုင်းထဲမှာကျွန်တော်တို့ကဟိုအတုံးတော်ခံအပြောခံအဆိုခံနိုင်ငံတနိုင်ငံဖြစ်နေကျွန်တော်တို့ရှိနေတာဘာမှကျွန်တော်တို့ value ဖြစ်နေတာမဟုတ်ဘဲနဲ့ကျွန်တော်တို့နိုင်ငံရဲ့အရေးကသူတို့နိုင်ငံမှာလည်းသူတို့ပြဿနာကိုစီရှိတယ်မလေးရှားမှာလည်းပြဿနာရှိတယ်မလေးရှားမှာတရုတ်နဲ့ချုပ်ခဲ့တဲ့စာချုပ်တွေနဲ့ပြဿနာအကြီးတက်နေတယ်မလေးရှားရခိုင်ဝန်ကြီးချုပ်တို့အုပ်စုတွေချုပ်ခဲ့တဲ့တရုတ်နဲ့ချုပ်ခဲ့တဲ့စာချုပ်တွေမှာတရုတ်အကျွေးနစ်တော်မဲ့ပြဿနာတက်တော့မယ်မလေးရှားမှာလည်းအဲ့ပြဿနာတို့ရှင်းနေရတယ်အတွင်းကျိတ်ရှင်းနေရပြဿနာစင်ကာပူနဲ့လည်းဒီရေနဲ့ပတ်သက်ပြီးချုပ်တဲ့စာချုပ်အဲ့ဒီစာချုပ်ကစင်ကာပူတစ်ဖက်သက်နိုင်တယ်ဆိုပြီးတော့မလေးရှားဘက်ကတစ်ဖက်သက်ကြီးစင်ကာပူကတစ်ဖက်သက်ကြီးစာချုပ်ကိုအသာစီးချုပ်ခဲ့ပါတယ်ဆိုပြီးမလေးရှားမှာလွှတ်တော်မှာဆွေးနွေးပြီးတိတ်ကျိတ်နဲ့ချနေကြတယ်မလေးရှားမှာလည်းသူ့ပြဿနာနဲ့သူမလေးရှားမှာလည်းစင်ကာပူလည်းလားတူပဲဒီသူ့ရှိမှာသူ့ရဲ့နိုင်ငံစီးပွားရေးတိုးတက်ဖို့လမ်းသားပိတ်နေပြီထပ်ပြီးတော့ချဲ့စရာမရှိတော့ဘူးဝင်ငွေထပ်တူနိုင်လမ်းလည်းကျုံသွားပြီပြီးတော့မလေးရှားနဲ့တစ်ချက်မလေးရှားနဲ့ဖြစ်မယ်ဆိုတိုင်းနည်းနည်းလေးအခြေတင်ဖြစ်မယ်ဆိုတိုင်းမလေးရှားဟာသူ့ဘက်ကရေပါးယူပိတ်ပလိုက်မယ်လို့လားစင်ကာပူကိုစီးမယ်ပိတ်မယ်လို့လားအဲ့တော့စင်ကာပူမှာလည်းသူ့ပြဿနာနဲ့သူဒီမှာမြန်မာလည်းတဝဲစီမိုင်ကိုဟိုတပြင်းပြင်းလုပ်နေတော့သူ့မှာလည်းသူ့တော့ကနဲ့သူနော်စင်ကာပူသူ့တော့ကနဲ့ဘာလို့ဆိုစင်ကာပူကဒီမလာကာရေလချစင်ကာပူရဲ့စိတ်ကမ်းယူဖြတ်တဲ့ဟိုတင်မော်တွေပေါ့နော်တင်မော်တွေတရုတ်ဆိုရင်တစ်နှစ်ကိုတရုတ်ကဒေါ်လာဘီလီယံ50ဘူးလောက်အခွန်အခါအဲ့ဒီဘက်ကိုပေးရတယ်အဲ့ဒီဒေသတချို့လုံးပေးရတယ်ဆိုတော့ပြောချင်တာတရုတ်ရဲ့ဟွာကအဲ့စင်ကာပူမလာကာရေလချဖြစ်ပဲပြီးတရုတ်ရဲ့တင်မော်တွေသွားနေရတာအရန်ကြီးတယ်အဲ့တော့တရုတ်ကအဲ့ကိုမသွားချင်တော့ဘူးကွာကဲဘာဖြစ်လဲကွာငါတို့မလာကာရေလချဖြတ်ဖို့ကွာ
တို့ထိုင်းကိုဖြတ်ပြီးတော့တဝဲကနေပြီးတော့ချမယ်ကွာဆိုခရာကန်နဲ့ဒီဘက်တဘောဖောက်ထွက်မယ်ကွာဒါမှမဟုတ်ခရာကန်နဲ့နေစတဲ့ဒီဘက်ကမြန်မာဘက်ချမယ်ကွာဆိုပြီးလှုပ်ထည့်လိုက်ရင်သူအဲ့ဒါတော့ကားတယ်သူမှာစင်ကာပူတော့ကားတယ်သူအင်ဒိုနီးရှားလည်းသူတော့ကားတယ်ဖိလစ်ပိုင်လည်းသူ့ဟာသူပြဿနာရှိနေတယ်အရှေ့တီမောလည်းခုမှအာဆီယံနိုင်ငံဝင်ဝင်ရတော့လူရဝင်ပြီဆိုပြီးတော့ပျော်နေတာသူကတော့ဒါပေမဲ့အားလုံးသူပြဿနာသူဆိုရင်မဲ့မီဒီယာထက်မှစကားပြောကြတဲ့အခါကျတော့ဘာကြောင့်ပြောတော့မြန်မာအကြောင်းဆိုတာသူတို့စကားပြောကြတော့ဘာလို့ဆိုမြန်မာမှာကအာနာသိမ့်လိုက်တယ်လို့အာနာထိမ့်လိုက်တယ်လို့ပြီးရင်ဟိုအတိုက်ခံအဖွဲ့တွေကိုထောင်ထဲထည့်ထားတဲ့ကိစ္စပြန်မလွတ်လို့ဒေါအောင်ဆန်းစုကြည်မလို့အစအဲ့ပြဿနာတွေနဲ့သူတို့ကဒါတွေကိုဟိုက်လိုက်လို့ပြီးတော့သူတို့ပြဿနာကိုမှန်အောင်လုပ်ပြပြီးတော့ကိုယ့်ပြဿနာကိုဆွတ်တယ်အဲ့လိုတော့ခုကျွန်တော်တို့ကဘာလို့ဆိုသူတို့ရဲ့စကားဝိုင်းထဲမှာတကယ်ပြဿနာကောင်းကြီးဖြစ်ပြီးတော့သူတို့ရဲ့ပြဿနာတွေအကုန်လုံးတီးလေးတွေဖြစ်သွားတယ်သူတို့ကိုစီပြဿနာတွေတီးဖြစ်သွားပြီးတော့စကားဝိုင်းမှာစကားဝိုင်းစီဖို့အတွက်ပြောစရာကမြန်မာကိစ္စဖြစ်နေတယ်ဆိုတော့အဲ့တော့ तू ကအဲ့တော့ဘာလို့လဲအဲ့ပေါ်မှာတခါဘာထပ်ဖြစ်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်စကားလုံးတော့တိုက်ထောင်ထဲရောက်နေတဲ့တိုက်ခိုင်အင်အားစုတွေကိုတော့အဲ့စကားလုံးတွေတော့ပြီးတော့သူတို့လှုပ်ပေးဖို့လိုတယ်သူတို့နဲ့လည်းပါဝင်မှုတင်တယ်သူတို့ပါဝင်မှုယောဂပါဖို့တင်တယ်အဲ့တော့ဟိုပြည်ပြည့်အုပ်စုတွေလည်းပါဖို့တင်တယ် EO တွေEO 29ဖွဲ့ပေါ့ပြအဲ့ဒါတွေလည်းပါဖို့တင်တယ်စသဖြင့်ပေါ့သူကပါဖို့တင်တယ်ဆိုတာတွေကိုသူဆွတ်ထုတ်ပြီးတော့ဒီလက်ရှိမြန်မာအစိုးရပြင်ဆင်နေတဲ့ရွေးကောက်ပွဲပြည်လန်းချောင်းကြီးနိုင်ငံရေးပြည်လန်းချောင်းကြီးထဲမှာသူတို့နဲ့ alliance ဖြစ်တယ်လို့ဒါမှမဟုတ်သူတို့ကူညီပေးခြင်းတဲ့လူတွေပါတော့အတင်းသူတို့အဲ့ထဲကိုအတင်းထိုးထည့်နေတာပြောချင်တာမြန်မာရွေးကောက်ပွဲကိုသူတို့ကန့်ကွက်တာမျိုးခုမှမရှိဘူးကန့်လည်းမကန့်ကွက်ဘူးဆိုင်လည်းမဆန့်ချင်ဘူးရှင်းပြရှုပ်လည်းမရှုပ်ချဘူးသို့တော့ဒီရွေးကောက်ပွဲကြီးထဲမှာဒီနိုင်ငံရေးလမ်းကြောင်းရွေးကောက်ပွဲနဲ့ပေါ်လာမဲ့နိုင်ငံရေးလမ်းကြောင်းကြီးထဲမှာသူတို့ရဲ့ဒီသူတို့မျောလိုက်ထားတဲ့အတိုက်ခံအင်အားစုတွေအကုန်လုံးဒီထဲမှာရောက်လာစေခြင်းနဲ့ဆန္ဒပြင်းပြတယ်အဲ့တော့သူတွန်းအားပေးတာဒါကိုတွန်းအားပေးနေတာအဲ့ဒါမြန်မာအစိုးရကြတော့လေအဲ့ဒါကိုလုံးဝအဲ့ဒါကြောင့်လေဗိုလ်ချုပ်မှုကြီးတို့ကတော့ကြည့်ရလာဖိတ်တာတော့မသွားဘဲနဲ့ဟိုအဆင်ပဲတွေ့ရအဆင်ပဲလွတ်တာဒါအကြောင်းမရှိတယ်ပေါ့နော်ဆိုတော့ဒါဆက်တယ်ပေါ့ဆိုတော့မြေစိုးဝင်ဖြစ်စေကမှုအခုအာဆီယံကအခုအဖွဲ့တွေအကုန်လုံးနဲ့တွေ့ပြီးတော့ဒီမြန်မာကိစ္စကိုတော်တော်လေးကိုသူတို့တွန်းအားပေးလုပ်ဖို့မလေးရှားတော့ဥဆောင်ကြိုးစားနေတယ်အင်ဒိုနီးရှားကတော့ဒီလိုမျိုးပြောနေတယ်ဆိုတာမျိုးကျွန်တော်သိစေချင်တာပေါ့နော်ဆိုတော့အင်ဒိုနီးရှားကတော့သူတို့ကိုယ်စားလှယ်လွတ်ဖို့သိနေဆိုတော့တွန်းအားပေးပြောနေတယ်ဆိုတာကိုတော့သိစေချင်တာပေါ့နော်ဆိုတော့ဒါကအာဆီယံမှာမြန်မာနဲ့ပတ်သက်ပြီးဖြစ်နေတာပြီးတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်တော့သူတို့စန့်ကျင်ကန့်ကွက်ခြင်းတော့မရှိဘူးဆိုတာကိုတော့အချမ်းချင်းတွေ့ရတယ်ပြီးတော့ 5 point consensus ကိုသူတို့ဆက်ကိုင်ထားမယ်စသဖြင့်မြန်မာအကြောင်းအပေါင်းအချက်ပေါင်း20ကျော်ပါတဲ့ကြီးညာချက်ကိုအာဆီယံကြီးညာချက်ကိုသူတို့ထုတ်ပြီးတော့မြန်မာအကြောင်းတွေကိုလည်းပြောတယ်မြန်မာရဲ့တချို့ဟာတွေလည်းငင်းချိုင်းလမ်းကြောင်းလေးတွေအလတ်ကောင်းသွားတဲ့သဘောမျိုးလေးတွေပပလေးပါပြောရတော့ဗျာဟိုစချင်းနှစ်နဲ့ဒုတိယနှစ်တတိယနှစ်လွန်ခဲ့တဲ့2နှစ်3နှစ်ကစကလုံး3လုံးကြမ်းတမ်းမှုမျိုးနဲ့အခုကာလနဲ့ရှင်းတဲ့အခါကျတော့တုံးနေတော်တော်ညော့သွားတယ်အရင်က100ဘူးပြောရင်အခု50ဘူးလောက်ပဲပြောတော့တယ်အဲ့တော့ပြောရင်တော့ဒီအာဆီယံမှာလည်းမြန်မာရဲ့အရေးဟာတဖြည်းဖြည်းနဲ့အရင်100ဘူးလောက်ပြောခံတာကနေအခု50ဘူးလောက်တော့ညော့သွားပြီ50ဘူးလောက်ပဲကျွန်တော်တယ်အဲ့တော့မြန်မာစိုးရလည်းအဲ့ဒါကိုတောင်းခံထားတယ်ဆက်ပြီး AC နေတယ်ဒါကိုသွားပြီးတော့ကျွန်တော်တွေ့ရတယ်ဆိုတော့ဒါအာဆီယံနဲ့ပတ်သက်ပြီးတော့ဖြစ်နေတဲ့အခင်းချင်းလေးတွေကိုကျွန်တော်ပြပြတာပေါ့နော်ဒါအခုပြောတာအဲ့တော့ကျွန်တော်ဒီနေ့အပိတ်လေးကတော့ဒီထိုင်းပေါ့နော်ကျွန်တော်အခုထိုင်းရောက်နေတယ်ဘန်ကောက်ရောက်နေဆိုထိုင်းနဲ့ပတ်သက်တာလည်းကျွန်တော်ပြောပြမယ်ဟောခုနမြန်မာကိစ္စမှာတခုမြန်မာဘက်ကလည်းကောင်တာပြန်ပြောပါတယ်မြန်မာဘက်ကကောင်တာပြန်ပြောပါတယ်ထိုင်းကတော့မြန်မာနဲ့ပတ်သက်ပြီးအကောင်းမြင်တဲ့ဘက်မှာရှိနေပါတယ်ဆိုတော့မြန်မာကလည်းဒီအာဆီယံနဲ့မှာအကောင်းပြန်ပြောပါတယ်ဥပမာသွားတွေ့တဲ့အစည်းအဝေးတက်တဲ့နိုင်ငံခြားရေးဝန်ကြီးရဲ့အတွင်းဦးဟောက်ခန့်ဆုံးပေါ့နော်ဦးဟောက်ခန့်ဆုံးဆိုတဲ့ချင်းတိုင်းရင်းသားကြီးကနေပြီးတော့ပြန်ပြောတယ်ဒီမြန်မာဟိုအပေါ်မှာဒီအာဆီယံကမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးခွဲခြားဆက်ဆံလုပ်နေတာတွေကအာဆီယံကိုထိခိုက်မှုရှိသွားနိုင်တယ်ဆိုတာမျိုးတွေသူကထည့်ပြောတယ်ပြောချင်တာကတော့တစ်ချိန်လုံးကမြန်မာပြောတဲ့အားတွေကသိပြီးတော့အားမတိုင်ဘူးခုမြန်မာပြောရှိလေငါတို့ခွဲခြားမင်းတို့လုပ်နေတာမင်းတို့ငါတို့အာဆီယံကိုထိခိုက်သွားနိုင်တယ်နော်ဆိုတာမျိုးသူက message ပြန်ပေးလိုက်တယ်အဲ့တော့အာဆီယံကလူတွေလည်းသူတို့စဉ်းစားကြပါဗျာဒီ message တွေပြန်ပေးနိုင်ခဲ့တယ်ဆိုတော့သိရတယ်နော်ဒါကတစ်ချက်ပေါ့အဲ့တော့ခုကျွန်တော်ခုပြောထိုင်းကိစ္စပေါ့နော်ထိုင်းဆိုတာချားမဟုတ်ဘူးခုထိုင်းကခုဘာလုပ်လဲဆိုတော့သူ့နိုင်ငံထဲမှာသူတို့နိုင်ငံထဲမှာကန့်သက်ထားတဲ့နိုင်ငံခြားသားလုပ်လို့မရဘူးလို့ကန့်သက်ထားတဲ့အလုပ်တွေကိုအခြားနိုင်ငံခြားသားတွေဘယ်သူတွေလုပ်နေလဲဆိုတာကိုထိုင်းကအခုလိုက်ပြီးစစ်ဆေးစုံစမ်းမှုတွေဖော်ထုတ်လုပ်နေတယ်ဘာလို့အဲ့လိုလုပ်လဲဆိုတော့ရှင်းပြောရင်တော့မြန်မာတွေရောအခြားနိုင်ငံသားတွေရောထိုင်းနိုင်ငံမှာရှိတဲ့ထိုင်းနိုင်ငံသားတွေလုပ်တဲ့အလုပ်မှလုပ်တွေတချို့လုပ်တွေပေါ့ထိုင်းနိုင်ငံသားပဲလုပ်မှာဆိုလို့ချို့လုပ်တွေကိုမြန်မာတွေကမ္ဘောဒီးယားတွေဘာလာအိုတွေစသဖြင့်အဲ့သူ့ရှေလာလုပ်တဲ့နိုင်ငံခြားသားတွေကလုပ်နေကြတော့သူ့ထိုင်းနိုင်ငံသားတွေလုံးမရဘူးလို့သူတို့ကအဲ့လိုမြင်ပြီးတော့သူတို့လောက်ခွင့်မရှိတဲ့လူတွေကိုလာလောက်အောင်ကောင်းလားဆိုပြီးပိတ်ဖို့ကန့်တတ်ဖို့ကြိုးစားတယ်ဒဏ်ရိုက်မယ်ပေါ့ဗျာစသဖြင့်ပေါ့ကျေလို့ဖို့ကြိုးစားတယ်ဆိုတော့ဒီလိုလုပ်ဖို့ကြိုးစားတာကတနည်းအားဖြင့်တော့ထိုင်းကတော့သူ့အကျိုးစီးပွားသူကာကွယ်တယ်လို့ပြောလို့ရတယ်သူ့နိုင်ငံသားအကျိုးစီးပွားသူကာကွယ်လို့ပြောလို့ရတယ်ဒါပေမဲ့အခြားတစ်ဖက်မှာတော့ဘာဖြစ်လဲဆိုတော့ထိုင်းနိုင်ငံသားဒီရဲ့ဗီဇကလည်းသက်ရှိတယ်နော်ဆိုလိုတာဗီဇသက်ရှိတယ်အခုထိုင်းရဲ့အလုပ်ကိုင်ရှာဖွေရေးဌာနရဲ့ညွှန်ကြားမှုချုပ် Mr. Pichak ဆိုတဲ့ပုဂ္ဂိုလ် Pichak ထောင်ဖန်ဆိုတဲ့ပုဂ္ဂိုလ်ကသူပြောတာပေါ့နော်သူနိုင်ငံခြားသားတွေပေါ့နိုင်ငံခြားမြန်မာပါဝင်ပေါ့နိုင်ငံခြားသားတွေကကားငားတဲ့လုပ်ငန်းတို့ဈေးဆိုင်တို့ခီးသွွားလုပ်ငန်းတို့အစရှိရာတွေမှာသူဝင်လုပ်တယ်ပေါ့ဗျာ
ဆန်သားဆိုင်စသဖြင့်အဲ့ဒါအကုန်ရှောက်လုံးနေသူတို့ကတ်တထားတယ်ဒါထိုင်းရလောက်အောင်သူတို့ကျန်တော့မလောက်အောင်ပေါ့အဲ့ဒီအကုန်လုံးကဘာလို့ဆိုတော့ဘန်ကောက်တို့ဖူးကက်တို့ချင်းမိုင်တို့ကော့စမွေတို့ပတ္တရာတို့အစရှိတဲ့နေရာတွေမှာလုပ်နေတယ်အဲ့တော့သူအကုန်စစ်ဆေးမှုတွေလုပ်မယ်သူတို့စစ်ဆေးမှုတွေလုပ်မယ်လို့ပြောတယ်ပြီးတော့ပြီးရင်တော့အဲ့လိုလုပ်ပိုင်ခွင့်မရှိဘဲနဲ့အလုပ်လုပ်ခွင့်ပါမစ်မရှိဒါမှမဟုတ်လုပ်ပိုင်ခွင့်မရှိဘဲနဲ့ကြော်လွန်လုပ်ရင်တော့ဘတ်ငွေ9000ကနေ9000အထိဓာတ်ရိုက်မယ်ပြီးရင်ဇာတိမီကိုပြန်ဖို့ခံမယ်နှစ်နှစ်ကြာအလုပ်လုပ်ခွင့်ပါမစ်ပိတ်ပလိုက်မယ်ဒါမျိုးတွေသူတို့လုပ်မယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ပြောရင်တော့သူတို့တင်းတင်းကြပ်တဲ့လိုက်လုပ်ဖို့တော့ပြင်နေတယ်ဒဏ်ကြီးတွေလည်းတော်များပါတယ်ဟိုလေရလဲအချို့ဆို3နှစ်ကြာမယ်အချို့ဆိုဒဏ်ကြီးက2သိန်းထိမြင့်နိုင်လည်းရှိတယ်ဆိုတော့ဒီလိုမျိုးသူလိုက်ပြီးလုပ်မယ်လို့ထိုင်းဘက်ကစပြီးတော့ဒါမနေ့ကဆိုထုတ်ပြောလာတယ်မနေ့ကသူတို့ထုတ်ပြောလာတယ်ဆိုတော့ထုတ်ပြီးတော့သူတို့ရဲ့မီဒီယာတွေထုတ်ပြောလာပြောတော့ဒါတော့ထိုင်းကသူ့နိုင်ငံသားအလုပ်သမားတွေကိုသူကာကွယ်ပေးတာပေါ့ထိုင်းတွေကိုဒါပေမဲ့ကျွန်တော်တို့သိရတဲ့ထိုင်းနိုင်ငံသားတွေကြတော့ကျွန်တော်ထိုင်းရဲ့မိတ်ဆွေတွေပြောပြတာရတော့ထိုင်းနိုင်ငံသားတွေနည်းနည်းထိုင်းမျိုးသားတွေနည်းနည်းပြင်းနေတယ်ထိုင်းမာလေးတွေကတော့ကျူးစားရှာပါတယ်ထိုင်းမိန်းကလေးတွေကကျူးစားရှာပါတယ်ဒါထိုင်းမျိုးသားတွေကပြင်းနေတယ်ဘလို့ပြင်းလဲဆိုတော့အခုထိုင်းမှာအခုဘာလုပ်နေလဲဆိုတော့ရွေးကောက်ပွဲလည်းနီးလာတဲ့ခါကျတော့ထိုင်းမှာအစိုးရတဝက်ထိုင်းတဝက်အစိုးရတဝက်ဟိုထိုင်းနိုင်ငံသားတဝက်ချင်းပေါင်းတဲ့စီစဉ်ပေါ့ဆိုကြပါစို့ပေါ့ဗျာတရက်ကိုဘတ်400ဆိုရင်ထိုင်းနိုင်ငံသားတယောက်ကဘတ်200ပဲသုံး200အစိုးရစိုက်ပေးတယ်ထမင်းစားတယ်ထမင်းတစ်နက်ကိုဘတ်400ကျမယ်ဆိုပါစို့200အစိုးရပေါ့ဗျာအဲ့လိုမျိုးတဝက်စိုက်ပေးတဲ့အစီအစဉ်ပေါ့ထိုင်းမှာရှိတဲ့ဈေးတိုင်းတွေမှာဈေးဝယ်မယ်ထားပါသူဝယ်တဲ့ပမာဏအမောင့်တစ်ခုသတ်မှတ်တယ်ပေါ့အဲ့အမောင့်တစ်ခုကတဝက်တီကိုအစိုးရစိုက်ပေးတယ်အဲ့ plan တွေကိုထိုင်းကလုပ်ပေးနေတယ်ပြုတ်ကောက်ပွဲနီးပြီဆိုတော့ဒါပေမဲ့သူတို့အကုန်လုံးဘာလို့ဆိုတော့သူတို့ scan လာဖတ်မျက်နှာတွေ scan ဖတ်လူအကုန်လုံး scan ဖတ် AI နဲ့ scan ဖတ်ပြီးတော့မှသူတို့ရဲ့ထောက်ထားတွေကိုပြန် registration ပြန်လုပ်ရတယ်အဲ့လိုလုပ်ရတဲ့စနစ်နဲ့ထိုင်းမှာလုပ်နေတယ်တစ်ချိန်တည်းမှာထိုင်းနိုင်ငံသားတွေကအဲ့လိုထိုင်းရဲ့တဝက်ရတဲ့အစီအစဉ်အစိုးရတဝက်စိုက်ပေးတယ်တဝက်စိုက်ပေးအစီအစဉ်ကိုဘာလို့ကြလဲဆိုတော့ထိုင်းနိုင်ငံတန်းစီတိုးတဲ့အမျိုးသားတွေပြီးရင်ဘာလို့ဆိုတော့ရတဲ့ကသူတို့ဘန်ကောက်နဲ့အဲ့ပတ်စံတွီးကိုဝင်လာပြီဆိုတော့အောက်မှာတော့အကောင်းစားစားတော့ဆိုင်မှာအကောင်းစားဟာတော့စားတယ်စားပြီးရင်ပြန်တော့ဒီနေ့တော့ကတော့လုံလောက်ပြီဆိုပြီးတချို့ဆိုရင်ရတဲ့ပတ်စံကရတဲ့ပတ်စံဘာတစ်လဘာ1000ခွဲရမယ်ဘာ1000ရမယ်သူတို့သုံးထားတာဘာ4000 5000လောက်ဖြစ်နေတယ်ဒါပေမဲ့သူကျွေးရှိတယ်သူစိတ်မပူအစ်စေပဲတခါလေမြတ်သူကတစ်လ2လလုံးလို့ပြီးရဲ့ကျွန်တော်မိတ်ဆွေတော်ကသူတို့တွေရတယ်ကျွန်တော်တို့ခိုင်းကြည့်တယ်တစ်လ2လလုံးလို့ပြီးသွားရင်တဲ့သူငါတို့ပင်လေကန်းဆက်လုံနေပြီလို့ဘာခံစားရလုံညာဆက်လို့ဆိုပြီးတော့တခါတည်းခွင့်ပြီးသွားတာတဲ့ရှောက်သွားတာတဲ့အဲ့လိုတဲ့သူကနည်းနည်းလေးပြင်းတယ်ပေါ့အလုပ်ကိုတခြားမလုပ်ချင်ပြင်းကြတယ်တဲ့အဲ့လိုပြောတယ်โอเคအဲ့တော့နောက်တစ်ချက်နောက်တစ်ခါလုပ်ငန်းခွင်ထဲမှာထိုင်းတယောက်ကိုမဖြစ်မနေခန့်အောင်ခံထိုင်းကိုမဖြစ်မနေခန့်လုပ်ငန်းခွင်မှာထိုင်းကအလုပ်လာလုပ်မယ်ဆိုရင်မခန့်လို့မရအောင်ခန့်အောင်ခံပေးရတယ်ပြောရင်တော့ထိုင်းတို့ထွက်ချင်တယ်ထွက်သွားလို့ရတယ်ပြောရင်တော့သူ့နိုင်ငံသားကိုထိုင်းအလုပ်ပြည့်အကာကိုပြတာတော်တော်လေးတော့ဟောပြီးတော့ဗောနော်ဆိုတော့ဒါပေမဲ့အလုပ်ကိုခိုင်းတာပြင်းတယ်ဗောအချိန်ကာလတစ်ခုရောက်လို့ရှိရင်တို့အဲ့ဒီအချိန်ကာလကြော်သွားတိတ်မလုပ်ချင်တော့သူတတ်မှတ်တိုင်းဒါပေမဲ့တချို့ဆိုလို့ရှိရင်တော့သူတို့အချိန်ကာလကြော်ရင်မဲ့သူတို့ရဲတောက်ချင်ရဲတိုက်ချင်ဘီယာတောက်ချင်ဘီယာလေးပေးလိုက်ထအလုံးလုပ်တာအဲ့လိုဆိုတော့နည်းနည်းလေးသူတို့အပျော်ပါမှတ်တယ်အပြင်းထူတယ်ဗောအမျိုးသားတွေဒါပြဿနာအဲ့လိုထူနေပေမဲ့ထိုင်းဆိုးရကြတော့သူ့နိုင်ငံသားကိုအဆိုးမြင်အဲ့တော့ငါတို့နိုင်ငံသားတွေကပြင်းတယ်ဆိုတဲ့အကြောင်းတို့အသိမခံဘူးသို့တော့ကျွန်တော်တို့ကအခုသိတယ်ဗောဗျာသိသို့တော့သူ့နိုင်ငံသားတွေကိုကာဝါဆော့ချော့တဲ့အနေနဲ့မင်းကျန်တဲ့ကောင်တွေမလုပ်နဲ့ဆိုကျန်တဲ့မြန်မာပေါင်ချနိုင်ငံသားတွေကျတော့ပြပကနေလာပြီးတော့ဒီနိုင်ငံမှာရက်တီနိုင်အောင်စူးစမ်းကြတဲ့အခါမှာအလုပ်ကိုစူးစမ်းကြတယ်စူးစမ်းတဲ့အခါကျတော့ထိုင်းနိုင်ငံသားတွေရဲ့နေရာပြောက်လာတယ်တကယ်လို့ထိုင်းနိုင်ငံကောင်တွေနေရာပြောက်လာတယ်သူပြပနိုင်ငံသားတွေကနိုင်ငံသားတွေအဆင်ပြေလာတဲ့အခါကျတော့ထိုင်းဆိုတာနည်းနည်းစဉ်းစားလာတာပေါ့ဒါကြောင့်သူတို့ကတချို့ဟာတွေလိုက်ပြီးသူ့ policy နဲ့သူလိုက်ထိန်းတာပေါ့ဆိုတော့မှားတယ်မှန်တယ်ကတော့ဒါနောက်တစ်ပိုင်းပေါ့နော်သူ့ policy လိုက်ထိန်းတာကိုသူတွေ့ရတယ်ဆိုတော့ဒါတစ်ချက်ပေါ့ဆိုတော့ပြီးတော့အခုဒီဘက်မှာဆိုရင်မြန်မာနဲ့ပတ်သက်ရင် CI လုပ်တဲ့ကိစ္စ CI လုပ်တဲ့ကိစ္စဆိုရက်ထားတာအော်တိုဘာ15ရက်ကနေစပြီးရက်ထားတာအော်တို15ရက်ကနေစပြီးရက်တာတဲ့နော်ပန်းအောင်sorry လူပန်းအောင်ကဘက်ကလုပ်ပြီးတာပေါ့ sorry ဒီလူသစ်ဘက်ရိုက်တဲ့ကိစ္စအဲ့ဒါကိုတဲ့အော်တိုဘာ15ရက်ကနေအော်တိုဘာ29အထိ online မှာတစ်စင်းပေးသွင်းကြီးညာထားတယ်တဲ့ကြီးညာထားပြီးတော့16ရက်မှာတော့သူကနေဆက်ပြဿနာကြောင့်ဆိုယာယီဆိုပြီးတော့ခဏရက်ဆိုင်လိုက်ပါတယ်တဲ့ရက်ဆိုင်ပြီးတဲ့နောက်ကနေဒီအော်တိုဘာ28အထိပြန်ကုန်မဖွင့်သေးဘူးပြန်ကုန်မဖွင့်သေးဘူးမဖွင့်သေးတော့ဘာဖြစ်လဲဆိုတော့မဖွင့်သေးတော့မြန်မာတွေပါလေဆိုလို့ရှိရင်အခုဘက်ရိုက်တဲ့ကိစ္စအရန်ဒုက္ခရောက်ပါတယ်ကျွန်တော်တချို့မေးပါတယ်ကျွန်တော်ကြောက်နေတဲ့နေရာမှာရှိတဲ့မြန်မာညီလေးတွေမေးကြည့်တယ်ကျွန်တော်အခုဘက်ပြရိုက်တာရလို့မရသေးဘူးလို့မပြီးသေးဘူးတဲ့ပွဲစားလက်ထင်မှာပဲရှိသေးတယ်ကျွန်တော်တို့လက်ထင်မရောက်သေးဘူးမပြီးသေးဘူးတဲ့မပြီးသေးတော့ဟိုဘက်ကထိုင်းရမှာပြီးသေးတာဆိုတော့အဲ့လိုမျိုးရှိတယ်ဆိုတော့ပြဿနာပေါ့နော်ထိုင်းမှာရောက်နေတဲ့မြန်မာတွေရဲ့အခက်အခဲရလဲတော်တော်ကြီးတယ်ဗျတော်ကြီးတယ်ခက်ခဲတယ်ထိုင်းမှာနေတဲ့မြန်မာတွေလည်းတနာဖို့လည်းကောင်းပါတယ်သူတို့ခင်ဗျာရတဲ့ပတ်စံလေးစုပြီးတော့သူ့ပြည်သားစီပြန်ထောက်ပံ့ရတာရှိတယ်သူတို့ကရက်ရှင်တောင်ကြိုးစားရရှိတယ်အဲ့မှာထိုင်းအစိုးရရဲ့ policy တွေမူဝါဒတွေမြန်မာအစိုးရ policy မူဝါဒတွေနှစ်ခုကြားမှာညက်ပြီးတော့တော်ကိုသူတို့မှာတောက်ကတွေရောက်ရတယ်ဘာလို့လဲသူကမှထုတ်ရတော့သူမြန်မာချို့ဆိုအခုပြင်ဆိုင်တဲ့ပြဿနာတွေတစ်ခုရှိသေးတယ်ထိုင်းမှာရောက်နေမြန်မာတွေပေါ့နော်ဆိုတော့ဘာလဲဆိုတော့မြန်မာအစိုးရကလှုပ်ထားတာရှိတယ်ပေါ့အခုထိုင်းမှာဟို CI ပေါ့ CI ရတဲ့မြန်မာတွေကိုထိုင်းမှာ CI ရတဲ့မြန်မာတွေက CI ရပြီးသွားရင်အစဘာထောက်ထားမှထောက်ထားမရှိဘူးမြန်မာမှန်းသိတဲ့မြန်မာဖြစ်ချောင်းထောက်ထားလေး CI ထုတ်ပေးလိုက်တယ်နောက်ထိုင်းကထုတ်ပေးတယ်ပေါ့ဒါလည်းထိုင်းကအမြတ်ရပါတယ်ပတ်စံတော်ရပါတယ်
ရပြီးတဲ့နောက် ICI ကင်ပြီးတော့မြန်မာအကောင်လေးတွေကမြန်မာလူသမားလေးတွေက passport သွားလုပ်တယ် CI ကနေ passport ချင်းရတယ်ရခင်တော့ AC ပဲအခုကျတော့အဲ့ passport ကဘာလဲဆိုတော့ Thailand only ဆိုကြာမှတ်ပြလိုက်လိမ့်မယ်ပြီးခဲ့တော့လို့လားအဲ့သူတို့ထုတ်ပြလိုက်တဲ့စိတ်တုံးမှာ passport မှာထိုင်းနိုင်ငံသားတီးတဲ့နေထိုင်ရန်သွားလာလုပ်ကန်ဆိုတော့အဲ့ passport ကြီးကထိုင်းနိုင်ငံပဲဆိုတော့သူတို့မှာတိုင်ပတ်ကုန်ရောအဲ့လိုဖြစ်တော့အဲ့ဒုက္ခရောက်ကုန်ဘယ်လိုဒုက္ခလဲဆိုတော့ passport ထိုင်းနိုင်ငံပဲဆိုတော့အကယ်၍သူတို့ထိုင်းနိုင်ငံမှာအလုပ်လုပ်ရင်းနဲ့အဆင်ပြေလာလို့ငွေလေးစုမိလို့တခြားနောက်ထပ်နိုင်ငံပိုကောင်းတဲ့နိုင်ငံတခုရွှေ့ချင်မယ်ဆိုပါစို့အလုပ်လျှောက်လို့ရရရွှေ့ချင်တယ်ဆိုဗမာလည်းအဲ့ထိုင်း only ဆိုတာကြီးကမြန်မာတယောက်ကိုကြိုးချီတာဆိုဖြစ်တယ်ထိုင်းနိုင်ငံထဲမှာကြိုးထုတ်တာဆိုဖြစ်တယ်ဆိုတော့ပြီးတော့နောက်ကထိုင်းနိုင်ငံသားမှာအလုပ်လုပ်နေမြန်မာတယောက်ကတခြားနိုင်ငံတစ်ခုမှာအလုပ်လုပ်ချင်တာတော့တခြားနိုင်ငံတစ်ခုကိုခဏလောက်အလဲသွားချင်တာမိသားစုကိစ္စသွားချင်တာထိုင်းနိုင်ငံ only ဆိုသူတိုင်နေပတ်မြန်မာတော့ကရောက်တယ်မြန်မာတွေထိုင်းမှာရှိတဲ့တထေးတွေကမြန်မာအလုပ်သမားလေးတွေသူတို့ရဲ့ချစ်လို့ဆိုအိမ်ခေါ်ထားတဲ့လူတွေရှိတယ်ဒီလိုလူတွေကိုကြတော့လေခုနထိုင်း only ဆိုတော့ဟိုကောင်တွေထိုင်းတွေခေါ်တော့လို့မရဘူးနိုင်ငံခြားတွေပါတယ်ခေါ်ပြတော့ဘယ်လိုမှမြန်မာတယောက်ကဒီထိုင်းရောက်တဲ့မြန်မာတယောက်ကဂျောင်းပိတ်ရခံသလိုဖြစ်နေတယ်အဲ့ဒါကြီးကကြတော့မကောင်းဘူးပေါ့ဗျာအဲ့တော့အစိုးရဘာရွေးချက်နဲ့ဒီထိုင်း only လောက်တာလဲဆိုတော့ကျွန်တော်တို့လည်းမသိဘူးအစိုးရရွေးချက်ကိုကျွန်တော်တို့မသိဘူးသို့တော့ခံမှန်းကြည့်တာတော့သူကအကြမ်းဖက်သမားတွေ PDF တွေဟိုကနေစားထွက်ပြေးလာလို့များအဲ့ဒါကိုများတားကျင်တာလားဒါမှမဟုတ်တတိယနိုင်ငံကိုနိုင်ငံရေးသမားရောင်ကျော်တော်အုပ်စုတွေ active အုပ်စုတွေကတတိယနိုင်ငံကိုသွားမှာဆိုလို့ထိုင်း only ထုတာလားဒါဆိုလဲဆိုင်ဦးဘာလို့ဟိုကောင်တတိယနိုင်ငံသွားမယ်ဆို UNHCR ကတ်သွားယူရတာပဲနော်ဆိုတော့နည်းနည်းတော့ဘာစဉ်းစားပြီးလုပ်လေတော့မသိပေမဲ့ CI သမားတွေကခု passport လုပ်ရမယ်အား passport မလုပ်တော့ကျွန်တော်ရှင် CI သမားတွေများပတ်စံပိုးရအောင်လုပ်ပေးနေလားမသိဘူးနော် CI တွေပတ်စံပိုးရအောင်လုပ်ပေးနေလားမသိဘူး CI ကင်ထားတဲ့လူတွေကိုပတ်စံပိုးရစေခြင်းနဲ့စိတ်နဲ့များ Thailand only ဆိုထုထလိုက်ဆိုတော့မသိဘူးပေါ့နော်မသိဘူးပေါ့အဲ့တော့ဒီ CI ကင်ထားတဲ့လူတွေက Thailand only ပဲ passport ရမယ်ဆိုတော့ CI ကိုစက်ကင်ပြီး CI ကိုတန်းထပ်လို့ဒီ passport မလာတော့ passport စီကိုမလာတော့ passport စီကိုမလာရင်နိုင်ငံတော်ပတ်စံမရဘူးအပြီးသွားပြီစက်ကအဲ့တော့တစ်ခါကြရင်လေအစိုးရဘာ policy နဲ့ဘယ်လိုသွားလဲတော့မသိပေမဲ့ထိုင်းမှာရောက်နေတဲ့မြန်မာနိုင်ငံသားတွေကိုကြောင်ပိတ်ရသူလို့ထားများလောလာတဲ့ခါထိုင်းမှာရောက်တဲ့မြန်မာတွေလည်းနှလုံးသားတွေနဲ့ခံစားချက်တွေရှိတာပဲဗျအဲ့တော့နည်းနည်းလေးတော့အစိုးရအနေနဲ့စဉ်းစားဖို့တင်တာပေါ့ဗျ policy တစ်ခုတည်းစဉ်းစားဖို့တင်တယ်နောက်တစ်ခုကထိုင်းမြို့ရှိတယ်မြန်မာတန်ယုံပေါ့တန်ယုံကတာဝန်ရှိသူတွေနဲ့အလုပ်သမားတန်ရာရှိတဲ့သက်ဆိုင်ရာပုဂ္ဂိုလ်တွေပေါ့နော်ကြားတော့လေဒါကိုပြန်ပြီးတော့ review ပြန်လုပ်တင်တယ်ဖြစ်တင်လားမဖြစ်တင်လားဖြစ်ထိုက်လားမဖြစ်ထိုက်လားဖြစ်ကောင်းလားမဖြစ်ကောင်းလားဆိုတာခင်ဗျားတို့ review ပြန်လုပ်တင်တယ် review လုပ်ပြီးမှမဟုတ်ရင်လည်းမကောင်းရင်လည်းမကောင်းလူကြီးကိုတိုက်ရိုက်တင်ပြဒါတော့လွဲသွားပြီထင်တယ်ခင်ဗျာဒါတော့ဒီလိုလေးပြောရင်ကောင်းမယ်ထင်တယ်ဒါမျိုးကျုပ်ကိုထိုင်းမှာရှိတဲ့ကိုနိုင်ငံသားကိုကာဝါဆောက်ရှောက်ပေးခြင်းကာဝါဆောက်ရှောက်ပေးခြင်းနဲ့စိတ်နဲ့ဘယ်လိုလေးလုပ်ရင်ကောင်းမယ်ဆိုတာမျိုးအကြံပြုတာမျိုးလုပ်ရင်ပိုမကောင်းဘူးလားလို့ပဲကျွန်တော်မေးချင်တယ်ခင်ဗျားတို့အဲ့လိုပုံပဲနဲ့ကတော့ကောင်းရောပြီးတော့လူကြီးလို့သမျှဟုတ်ဘယ်သူမှမသိလို့ဟုတ်ထိုင်းနိုင်ငံမြန်မာလူသားတွေသူဘာဖြစ်ဖြစ်ကွာအရေးမကြီးငါတို့အလုပ်ပြုတ်မပြုတ်ပြီးတော့ငါတို့အေးစင်းနေရပြီးတော့ဆိုတာမျိုးလောက်ဆိုရင်တော့အားဆိုတော့ခင်ဗျာနိုင်ငံတာကောင်းတာဝန်မကြည့်ပြဘူးနိုင်ငံဝန်ထမ်းတာဝန်မကြည့်ပြဘူးလို့ပြောချင်တာအဲ့တော့ခင်ဗျားတို့လည်းနည်းနည်းစဉ်းစားသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းတဲ့စဉ်းစားမြန်မာလူသမားတွေကလည်းတိုင်းပြည်နဲ့ပတ်သက်အဖျက်မောက်တွေမလုပ်ကြနဲ့တော့ရက်ကြတော့ထိုင်းမှာရောက်လို့မြန်မာတွေအဖျက်မောက်တော့ရက်ကြအဲ့တော့ဆိုရင်လူသမားတွေလည်းမြန်မာတို့တွေလည်းကောင်းတယ်အစိုးရတွေလည်းကောင်းတယ်တိုင်ရုံတာဝန်ရှိသူတွေလည်းကောင်းတယ်တိုင်ရုံတာလုတ်တန်တော့အစအတန်လုတ်တန်တော့သူတို့တွေလည်းကောင်းတယ်အကုန်လုံးတွေအကောင်းတဲ့ win-win situation တွေကိုရွှေ့နေအောင်ကြိုးစားကြပါလို့တိုက်တွန်းချင်တယ်မဟုတ်ရင်ခင်ဗျာထိုင်းမှာရောက်တဲ့မြန်မာလူသားတို့ကြောက်ပိတ်ရခံလို့ခံစားရတဲ့ချက်နဲ့တို့ကလည်းမကြည့်တတ်ဘူးဆိုတော့ဟောဒီဘက်ကတိုင်ရုံမှာရှိတဲ့လူသမားတန်နဲ့စီးယူတန်ဘာတန်ညာတန်တွေကလည်းတို့ကလည်းဘာလို့ပြန်မသိလဲထွက်တယ်ဟိုကလည်းအစိုးရကလည်းမူဝါချတမျိုးနဲ့အဲ့မှာအဲ့နာပတ်လိုက်ရိုက်ပြီးနောက်ဆုံးမှာတယောက်တယောက်မကြီးမလင်နေတဲ့ပဲဆက်ရှင်တန်သွားမယ်ဆိုရင်ကိုယ်နိုင်ငံသားချင်းချင်းဟိုကုညီဆောက်ရှောက်ရမယ်အစားဒုက္ခတွေပေးပါတယ်ဆိုတဲ့တောကကြီးနဲ့နေသွားတယ်ဆိုမကောင်းဘူးလို့ပြောချင်တယ်အဲ့တော့ဘာပြောဗျာခင်ဗျားတို့အားလုံးကကိုကုညီလိုက်လို့ပိုကောင်းသွားတယ်ကိုတိုင်းပြည်နိုင်ငံသားတွေကိုနိုင်ငံသားကိုလူမျိုးကိုနိုင်ငံသားတွေပိုအဆင်ပြေသွားတယ်ပိုကောင်းသွားတယ်ဆိုတဲ့ဟာမျိုးပဲခင်ဗျားတို့လည်းခံစားချင်ကြမယ်လို့ယူဆပါတယ်အဲ့တော့အာနာမယ်ဖွဲ့စည်းတွေအကုန်လုံးနော်ထိုင်းမှာရောက်နေမြန်မာတန်ယုံကနေစပြီးတော့အပေါ်အကုန်လုံးဟာထိုင်းရောက်မြန်မာတွေနဲ့ပတ်သက်ရင်လည်းနည်းနည်းလေးတော့နော်ကိုယ်နိုင်ငံသားကိုကာဝယ်ဆောက်ရှောက်ရမယ်ဆိုတဲ့အသီးစိတ်လေးနဲ့သူကသူဆိုးဆိုးကောင်းကောင်းတားဆိုးတားမိုက်ဖြစ်ဖြစ်တားကောင်းတားလိုက်မှဖြစ်ဖြစ်ဆိုးတာမိုက်တာသူကိစ္စကောင်းတာမကောင်းတာသူကိစ္စတိုးတော့အစိုးရဟာမိဘလိုမျိုးအကုန်လုံးကာဝယ်ဆောက်ရှောက်ခြင်းနဲ့စိတ်လေးနဲ့မူဝါဒတွေကိုသေချာပြန်ပြီးဆွဲပါလို့ပဲတိုက်တွန်းပါတယ်ခင်ဗျာကဲကျွန်တော်တို့ဒီလောက်ပါပဲအားလုံးကိုကြိုးစားသိရှိပါတိုက်ရောစေနာမှထားပါသစ္စာရှိပါကိုယ်နိုင်ငံသားချင်းချင်းပြန်လာတက်ဖြတ်နေကြတာကိုလက်ခုပ်လောဝါတီးပြီးပျော်နေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖတ်အားပေးသမားခင်ဗျာဖြစ်နေသလားဆိုတော့ပြန်လဲမင်းတို့ထုတ်ပါလို့ပြောရင်းနဲ့ခုနိုင်